မှာဆို system မှာဆိုရင်အယိုးက206ချောင်းရှိရဲ့အဲ့ဒီအယိုး206ချောင်းမှာသူက division ခွဲမယ်ဆိုရင်နှစ်ပိုင်းခွဲလို့ရတယ်အဲ့တော့ဒီနှစ်ပိုင်းကဘယ်လိုလေးခွဲထားရလို့ထင်လဲပုံလေးကိုကြည့်အယောင်လေးတွေခြေထားတဲ့နေရာကိုကြည့်ပင်မအယိုးနဲ့အဲ့ဒီအရေးမရှိအယိုးလားရှင်ပင်မအယိုးဆိုတာအပြာရောင်ကိုပြောရလားအနီရောင်ကိုပြောဟုတ်ပါရဲ့ရှင်အပြာရောင်ကြီးပါအဲ့ကျိုးရိုးနဲ့ဥကောင်းပါโอเคဥကောင်းခွန်ရဲ့ကြောရိုးရဲ့အဲ့ဒါဘယ်နာမှရှိနေရလဲခန္ဓာကိုယ်ရဲ့အချိုးချလိုက်မယ်ခန္ဓာကိုယ်အဓိက organ တွေရှိတဲ့နေရာမှာပါโอเค organ ရှိရဲ့နေရာမှာနောက်တော့အလယ်မှာရှိနေတာဟုတ်တယ်နော်အဲ့တော့ဒီရဲ့အလယ်မှာရှိနေတဲ့ဟာအဲ့ဒီရဲ့ဟာကိုဘာလို့ခေါ်မှာလဲဆိုတော့ axial skeleton လို့ခေါ်မှာဟုတ်တယ်သူကဝင်ရိုးအယိုးညံဆိုပြီးတော့မှခေါ်မှာအလယ်ဝင်ရိုးလို့ဖြစ်နေတဲ့အတွက်ကြောင့်မို့โอเคအဲ့ဆိုအနီရောင်လေးကိုကြည့်လိုက်ပါအောင်ဒီဘက်ကအနီရောင်ဘုံလေးတွေကကိုယ်ကနေဖြာထွက်လာတယ်ကိုရီးယားနေဖြာထွက်လာတဲ့ရိုးဒါပေမဲ့ तू ကတော့ organ တွေကိုကာကွယ်ထားတာမဟုတ်ဘူးကဲ organ တွေကိုကာကွယ်ထားတာမဟုတ်ပေမဲ့ तू ကဘာအတွက်ရည်ကြီးလဲကျွတ်သားတွေခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက်အရေးကြီးပါတယ်ခန္ဓာကိုယ်လှုပ်ရှားမှုတွေလမ်းလျှောက်မှုတွေအတွက်အရေးကြီးရဲ့အဲ့တော့ဒီရဲ့ဘေးကနေထွက်လာတဲ့ဟာကြတော့အသက်လက်အဲ့ဒီဘေးဘက်အသက်လက်ညိုညံ appendicular skeletons လို့ခေါ်တယ်အဲ့တော့ဒီရဲ့ဟွာမှာဆိုရင်ငါကြတော့axial skeleton မှာဆိုရင်ကြတော့အယိုးက80ပါမယ်ဒီရဲ့ဟွာမှာကြတော့ဘေးက appendicular မှာကြတော့အယိုးတွေက126ခုပါမယ်တဲ့အဲ့တော့ဒီအယိုးလေးတွေမှာတစ်ခုနဲ့တစ်ခုဆက်ထားတယ်အဲ့တော့အယိုးလေးတွေတစ်ခုနဲ့တစ်ခုဆက်ထားတဲ့နေရာလေးတွေကိုဘာလို့ခေါ်လဲ joint ပါjoint အဲ့တော့ဒီဟာလေးကဘာလို့ခေါ်လဲဆိုတော့ joint လို့ခေါ်တယ်အဲ့တော့အဲ့ဒီ joint လေးတွေရှိတာကလူတွေအတွက်ဘာအသုံးဝင်လဲလှုပ်ရှားဖို့အတွက်ပါOkay လှုပ်ရှားဖို့အတွက်အသုံးဝင်တယ်ဒီရဲ့ joint လေးတွေကအဲ့တော့အစစ်လေးတွေဒီ joint ဆိုတာအစစ်လေးတွေအဲ့ဒါအယိုးနှစ်ခုစုံတဲ့နေရာလေးတွေဟုတ်တယ်နော်လက်ချောင်းလေးတွေမှာဆိုရင်လည်းအယိုးလေးတွေစုံတဲ့နေရာမှာဒီရဲ့အစစ်လေးတွေရှိမယ်အဲ့တော့ဒီဇရာလေးကရီရထန်းနေရဇရာလေးအဲ့တော့ဒီရဲ့အစစ်အမျိုးအစားတွေကမတူဘူးအဲ့တော့အစစ်အမျိုးအစားတွေကမတူတော့ဘာတွေရှိလဲဆိုတော့ခါကြတော့ဒီရဲ့ပခုံးသားလေးကဟာလေးအဲ့တော့ပခုံးရိုးနဲ့ဘာရိုးနဲ့ဆက်တာလဲဒါလေးကဘာရိုးလဲလက်မောင်းရိုးပါ Okay ပခုံးနဲ့လက်မောင်းရိုးလေးနဲ့ဆက်ထားတဲ့အစစ်ကိုကြတော့သူကအဲ့ဒီအစစ်အမျိုးအစားဘာအမျိုးအစားလဲဆိုတော့ ball and socket joint နဲ့เนาะအဲ့ဒါအမျိုးအစားဘာလို့ ball လို့ခေါ်ရလဲဆိုတော့ခါကြဒီရဲ့လက်မောင်းလေးရဲ့ဒီရဲ့အထိပ်လေးမှာကြတော့ဒီလိုအလုံးလေးဖြစ်နေလို့ပြီးတော့အပေါ်ကကြတော့ socket ဒီအခွက်လေးလို့ဖြစ်နေတဲ့အတွက်ကြောင့်မို့သူတို့ ball and socket joint လို့ခေါ်တာအဲ့တော့ ball and socket joint ကဘာအတွက်လဲဆိုတော့ခါကြတော့ကဲဘာအတွက်လဲပခုံးကဘာအတွက်လဲပခုံးနဲ့လက်မောင်းနဲ့ဆက်ထားတဲ့အတွက်ကြောင့်မို့အဲ့ဒီနာကဘာတွေလုပ်လို့ရလဲကျွတ်သားတွေထွက်အောင်လေ့ကျင့်ခန်းလုပ်လို့ရပါတယ်โอเคကျွတ်သားတွေထွက်အောင်လေ့ကျင့်ခန်းလုပ်လို့ရတယ်နောက်တော့အလေးတွေပါမလို့ရတယ်အလေးတွေပါမလို့ရတယ်အဲ့တော့အလေးမမယ်ဆိုရင်အဲ့ဒီပခုံးကဘာလုပ်လိုက်ရရထင်လဲရွေ့လျားလိုက်ရပါတယ်โอเคရွေ့လာလိုက်ရတယ်အဲ့တော့ဒီရဲ့ပခုံးကကွေးတာတွေစက်နာတွေပြီးတော့အတွင်းဘက်ဆွဲတာတွေเนาะဒီရဲ့ attention ဆိုတာဒီလိုအတွင်းဘက်ကိုဆွဲတာတွေပြီးတော့လက်ကျအချောင်းကြီးကိုဒီလိုပါလေလက်ကျငယ်လုံးရင်လေဆာကူလာဆိုအဝိုင်းကိုလေလက်ကြီးတစ်ခုလုံးအဲ့လိုခြိုက်ဟက်ကြီးလို့ရမ်းလို့ရလားရပါရဲ့ဒီရှင်အညာနေโอเคအဲ့ဒီရဲ့ဟာရတဲ့အကြောင်းရင်းကသူ့ရဲ့ joint လေးကဒီနာဒီ ball လုံးလေးလိုမျိုးအလုံးလေးဖြစ်နေတဲ့အတွက်ကြောင့်မို့သူက flexible ဖြစ်အောင်အဲကြောင့်မို့သူက flexion extension adhesion circulation ဆိုတာကဒီကွေးတာတွေဆက်နာတွေအတွင်းမဲ့ဆွဲတာတွေကွေးဝိုက်တာတွေလုပ်ဖို့အတွက်တဲ့အဲ့တော့ဥပမာနေရာဘာကိုပေးထားလဲဆိုတော့ခါကြတော့ဒီရဲ့ shoulder joint တဲ့ပခုံး joint အဲ့ဒါတင်မဟုတ်ဘူးသူကဒီရိုးကဘယ်မှာလဲရှိတယ်ရလဲဆိုတင်ပစုံရိုးဒီ hip joint တင်ပစုံရိုးမှာဆိုရင်လေသူ့ရဲ့အမျိုးအစား ball and socket အမျိုးအစားโอเคနောက်တစ်ခုကကြတော့ဒါလေးကြည့်ရအောင်ဒီဟာလေးကတရောင်စစ်ကဘာယူနဲ့ဆက်ထားလဲလက်မောင်းရိုးနဲ့လက်ဖြံရိုးပါโอเคလက်မောင်ရိုးနဲ့လက်ဖြံရိုးနဲ့ဆက်ထားတာအဲ့တော့လက်ဖြံမှာဆိုရင်ကကြတော့အယိုးနှစ်ချောင်းရှိရယ်เนาะ radius နဲ့ ulna ဆိုတဲ့အယိုးလေးအဲ့တော့ဒီရဲ့ pivot joint ကကြတော့ဒီရဲ့ femur လက်မောင်နဲ့လက်ဖြံရိုးနဲ့ဆက်ထားတာအဲ့တော့ तू ကဘာမျိုးစားနဲ့ဆက်ထားလဲသူ့ရဲ့ joint ကကြတော့ pivot joint လို့ခေါ်တဲ့ဟာလေးအဲ့တော့ pivot joint ဆိုတာဝင်ရိုးဆက်တဲ့ဟာအဲ့တော့ဒီကောင်ကဘာအတွက်လဲ rotation เนาะဒီချေတို့ rotate လုပ်လို့ရလား360မရပါဘူးဒီချင်း360 180
180ကြော်တော့ရလေဟုတ်တယ်မလား180ထက်ကြော်လို့ရတယ်လို့ပဲအဲ့လိုရတယ် နည်းနည်းကြော်ပဲ ဟုတ်တယ်နည်းနည်းကြော်တယ်အဲ့ဒါဘာလို့လုပ်လို့ရလဲဆိုတော့ rotate လုပ်လို့ရတယ်ကဲအဲ့တော့ဒီချေတို့ခေါင်းလေးကိုဘယ်ဘက်လဲတာညာဘက်လဲတာပြီးတော့ခေါင်းလေးငုံပြီးတော့မှလေ့ကျင့်ငယ် aerobic တွေလုပ်ရင်ခေါင်းကိုငုံပြီးတော့အပေါ်လန်ပြီးတော့မှ white တာအဲ့တော့အဲ့ဒီ rotate လုပ်တာကြတော့ဘာမျိုးစားလဲဆိုတော့ခါကြတော့သူ့ရဲ့ joint မျိုးစားကြတော့ by 4အဲ့တော့သူကဘာရှိမှလဲသူကဘာရှိမှလဲဆိုတော့ scar နဲ့ဒီ atlas axis ဆိုတော့ဦးခေါင်းကိုနဲ့ဒီရဲ့11 ရိုးအဲ့ဒီ11အစ်စ်လေးကိုဆက်ထားတယ်ပြီးတော့တထောင်စစ်ဆိုရင်လေဒီရဲ့ဒီမှာတထောင်စစ်ဒါလက်ဖြတ်ရိုးက2ရိုးရှိရယ် radius နဲ့ ana နဲ့အဲ့တော့ radius နဲ့ ana နဲ့ရဲ့ဒီဟာလေးကိုဆက်တဲ့ဟာလေးကိုကြာတော့ဘာလို့ခေါ်လိုက်တာလဲဆိုတော့ radio ana joint လို့ခေါ်လိုက်တာ okay အဲ့ဆိုရင်ကဲလမ်းလျှောက်မယ်ဆိုရင်ပေါင်ဒူးကောင်းကရောဘာနဲ့ဆက်ထားလဲ ပေါင်ရိုးနဲ့ခြေတလုံးရိုး Okay ပေါင်ရိုးနဲ့ခြေတလုံးရိုးဆက်ထားတာအဲ့တော့ပေါင်ရိုးနဲ့ခြေတလုံးဆက်ထားတဲ့ joint အမျိုးအစားကြဘာ joint လဲဆိုတော့ hinge joint နဲ့သူကပတ်တာလိုမျိုးဖြစ်တဲ့ဟာအဲ့လေ movement ဒီရဲ့ကွေးတာဆန်တာ flexion တွေအတွက်အဲ့တော့သူ့ရဲ့အမျိုးအစားကဘာလဲဒီရဲ့ elbow joint ရဲ့ knee joint ရဲ့အဲ့ဒါတွေကဒီရဲ့ hinge joint နော်သူရဲ့အမျိုးအစားလေးကြောင်းရိုးတွေကြောင်းတီးသွားပြီဆိုတော့ဒီချက်တော့ muscular system ကြောင်းတော့မယ်အဲ့တော့ muscular ဆိုတာကြွက်သားတွေအဲ့တော့ muscular system ဆိုတာခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေအကုန်လုံးပါတယ်အဲ့တော့ဘယ်နားမှာရှိကြွက်သားဖြစ်တာနဲ့အဲ့ဒါက muscular system နဲ့မှာပါတော့ပြီရိုးကိုဒီချက်တော့ဘာလို့ခေါ်ခဲ့ရလဲ ဘုံလို့ခေါ်ပါရဲ့ချက် okay ဘုံသူကအဲ့ဒီဘုံကဘာ system နဲ့မှာပါလဲ skeleton system ပါရှင် skeleton system ဟုတ်တယ် skeleton system လို့ပြလိုက်တာအဲ့တော့အဲ့ဒီ skeleton လေးတွေမှာရော muscle တွေရှိလား ရှိပါတယ် okay ရှိတယ် ပါတယ် အဲ့တော့ muscle တွေကဘယ်ကနေဖြစ်လာလဲ တရားတွေ tissue တွေတိဆောက်ရနေလားချက် okay cells တွေကနေအဲ့ဒီအသေးဆုံး unit cells basic block လေးတွေကနေပေါင်းပြီးတော့မှကြွက်သားတွေဖြစ်လာတာမဟုတ်ဘူးလားအဲ့တော့ကြွက်သားတွေပေါင်းပြီးတော့မှ organs တွေဖြစ်လာတာဟုတ်တယ်နော် ဟုတ်ပါတယ် okay အဲ့တော့ဒီရဲ့ muscular system မှာဆိုရင်ဒီရဲ့ muscle လေးတွေက cells လေးတွေကနေဖြစ်လာမှာအဲ့တော့အဲ့ဒီရဲ့ cells လေးတွေကဘာ cell လေးတွေလဲဆိုကြည့်အောင်အဲ့တော့ဒီရဲ့ muscle body မှာရှိတဲ့ muscle တိုင်းက composed of specialized structure called muscle fibers တဲ့အဲ့တော့ muscle fibers လို့ခေါ်တဲ့ဟာလေးနဲ့ဖွဲ့စည်းထားတာ muscle fiber ဆိုတာဘာလေးလဲဆိုတော့ခကြ muscle fiber ဆိုတာ cell လေးပဲသူကရှည်လေးနဲ့ဒီပပလေး cells လေးတွေကိုဘာလို့ခေါ်ရလဲဆိုတော့ muscle fiber လို့ခေါ်တာအဲ့တော့ဒီရဲ့ muscle fiber တွေကိုပေါင်းပြီးတော့မှဘာဖြစ်သွားတာလဲဆိုတော့ခကြတော့ muscle ကြွက်သားတွေဖြစ်သွားတာတော့ဒီရဲ့ cell လေးတွေကသူ့ရဲ့ cell တစ်ခုချင်းစမ်းမှာသူဘာလေးရှိလဲဆိုတော့ special talent ဆိုတော့သူတို့မှာထူးခြားတဲ့အရေးချင်းတွေရှိရဲ့တခြားနေရာက cell တွေမလုံနိုင်တဲ့ထူးခြားတဲ့အရေးချင်းတွေရှိရဲ့တဲ့အဲ့တော့အဲ့ဒီရဲ့ special talents ကဘာလဲဆိုတော့ခါကြ contract တဲ့ဒီရဲ့ cell လေးတွေကကျုံနိုင်နေတဲ့ muscles တွေကိုဘာမှတွေးရမှာလဲအဲ့တော့ဘာမှတွေးရမှာလဲဆိုခဏတော့တစ်ချက်တို့တီးခဲ့တယ်ဒီရဲ့အယိုးတွေမှာတွေ့ကက်နေရတာလဲ muscle တွေဟုတ်တယ်နော်ပြီးတော့ internal organs တွေနောက်တော့ဘယ်မှာရှိတယ်လဲ blood vessels တွေးကြောလေးတွေအဲ့ဒီတွေးကြောလေးတွေမှာလဲ muscles တွေနဲ့ဖွဲ့စည်းထားတယ်အဲ့တော့ဒီရဲ့ muscles တွေရဲ့တာဝန်ကဘာလဲဆိုတော့ခါကြတော့ for movement နဲ့ရွေ့လျာဖို့အတွက်ဟုတ်တယ်နော် skeletal muscle တွေမှာရှိတဲ့ဟာကလည်းဒီချေတို့ပစ္စည်းတွေမမယ်လမ်းလျှောက်မယ်ပြေးမယ်နော်လေ့ကျင့်ငယ်တွေလုပ်မယ်အဲ့ဒါရွေ့လျာတာဟုတ်နော်အဲ့ဒီ movement အတွက်ပြီးတော့သူရဲ့ cells လေးတွေမှာကအဲ့တော့ဒီရဲ့ internal organ နဲ့ blood vessels တွေမှာလည်းရွေ့လျာမယ်ဆိုတော့ခါကြသူတို့ကဘာတွေကိုရွေ့လျာမယ်လို့ထင်လဲတွေ့ဒီမဲ့ muscles တွေက responsible for movement အတွက်အဲ့တော့ဒီရဲ့ muscles မှာဘယ်နှခုရှိမှလဲဆိုတော့ခါကြသူကဒီမှာ3ခုကိုပြောထားတာဟုတ်တယ်နော် bones တွေမှာ can နေရရှိမယ် internal organs တွေမှာရှိမယ် blood vessels တွေမှာရှိမယ်အဲ့တော့ bone တွေမှာ can နေတဲ့ muscles တွေတော့တစ်ချက်တော့ထင်ထင်ရှားရှားတွေ့ရတယ် movement အတွက်အဲ့တော့ဒီရဲ့ internal organs နဲ့ blood vessels တွေမှာရှိတဲ့ဟာရောဒီရဲ့ cell လေးတွေက movement ကိုဘယ်လိုလုပ်တာလဲအော်အသက်ရှူရလို့ဘာလို့တွေမှာဆိုလောက်တာတော့ okay အသက်ရှူရင်ဆိုလဲဒီရဲ့အဆုပ်ကလုတ်တယ်ဟုတ်တယ်နော်နှလုံးကရောခုန်နေလား ခါကလေးခုံပါရဲ့ချက် တခါလေးခုန်အမြဲခုန်နေရမဟုတ်လားအဲ့တော့အဲ့ဒါလေးတွေကသူ့ဖတ်သူအလိုလျောက်လုံနေတာအဲ့ဒါလေးတွေကဒီ cell လေးတွေဘာလို့လဲဆိုတော့လုံနေရတဲ့အကြောင်းရင်းကဒီရဲ့ muscle cell လေးတွေကဒီပုံမှာပါခဲ့เนาะ muscle cell လေးတွေကဒီမဲ့ area to contract တဲ့ကျုံနိုင်ဆက်နိုင်တဲ့အတွက်ကြောင့်မို့
ကဲအဲ့တော့ဒီရဲ့ muscle ဆဲက3နေရာတွေ့ခဲ့တာဟုတ်တယ်နော်အဲ့တော့အယိုးတွေမှာတွဲနေတဲ့ဟာအယိုးတွေကိုကြားတချဲတော့ skeletal လို့ခေါ်ခဲ့တာအဲ့တော့အယိုးတွေမှာတွဲနေတဲ့ muscle ကိုဘာလို့ခေါ်မှာလဲဆိုတော့ skeletal muscles လို့ခေါ်မှာအဲ့တော့ cardiac ဆိုတာနှလုံးကိုပြောတာအဲ့တော့နှလုံးမှာရှိတဲ့နှလုံးကြွက်သားတွေကကြတော့ cardiac muscles လို့ခေါ်တာအဲ့တော့တခြားမျိုးကြွက်သားတွေကြဘာလို့ခေါ်မှာလဲဆိုတော့ခါကြတော့ smooth muscle လို့ခေါ်မှာအဲ့တော့ muscle က3မျိုးရှိရယ်ကဲဒီ3မျိုးမှာဆိုရင်မတူတဲ့ဟာလေးဘာလေးရှိလဲ structure တွေမတူပါဘူးရှင် Okay structure တွေမတူဘူးချေတို့ဒီမှာကြည့်အောင် skeletal muscle မှာဆိုလေဒီအကြောင်းလေးတွေတွေ့လာနေမှာအကြောင်းလေးနော်ဒါအနီအောင်ကြီးဖြစ်နေ စနစ်ကြနေရ စနစ်ကတော့အကုန်လုံးကြာဒီမှာဒီလိုဒီအကြောင်းလေးတွေတွေ့လား တွေ့ပါတယ်ချင်း ဒီ smooth muscle မှာပါလာအဲ့ဒီအကြောင်းလေးတွေ မပါပါဘူးရှင် Okay အဲ့တော့ဒီဟာလေးတွေကိုဘာလို့ခေါ်လဲဆိုအစင်းလေးတွေကို striated လို့ခေါ်တယ်အဲ့တော့ skeletal muscle နဲ့ cardiac muscle ကကြတော့ striated muscle အမျိုးအစား smooth muscle မှာကြတော့အဲ့ဒီအစင်းကြောင်းလေးတွေမပါဘူးသူက non striated ဖြစ်မယ်အဲ့တော့ဒီဟာ muscles က3ခုရှိရယ်အဲ့တော့ muscles က3ခုရှိရယ်ဆိုတော့ဒါအပေါ်မှာပြောပြီးတာ skeleton မှာဒီရဲ့ bones တွေမှာ attach ဖြစ်တဲ့ muscle ကိုကြတော့ skeletal muscle လို့ခေါ်တယ်အဲ့တော့အဲ့ဒီ skeletal muscles တွေကကြတော့ကွေးနိုင်တယ်ဆက်နိုင်တယ်เนาะဒီရဲ့အစစ်ကလေးတွေကြားမှာဆိုရင်ကွေးနိုင်တယ်ဆက်နိုင်တယ်အဲ့တော့ဒီဟာကြတော့လက်မောင်းနဲ့လက်ဖြန့်လေးအဲ့တော့လက်မောင်းကဒီနားလေးကကြွက်သားလေးကဟိုဘာလို့ခေါ်ရလဲဆိုတော့သူက bicep muscle လို့ခေါ်တယ်အဲ့တော့ဒီရဲ့ shoulder joint ဆိုပခုံး joint ဒီမှာเนาะပြီးတော့တထောင်စစ်ရှိမယ်အဲ့တော့ဒီရဲ့ဟွာလေးကိုလက်မောင်းရိုးလေးကိုကြတော့ humerus လို့ခေါ်မယ်အဲ့တော့လက်ဖြန့်ရိုးကတော့နှစ်ရိုးရှိတာတည်ခဲ့ပြီးပြီ radius ရဲ့အာနာရဲ့အဲ့တော့ဒီရဲ့ muscle လေးတွေကကြတော့ဒီရဲ့အရိုးလေးတွေမှာတွဲဆက်နေရတွဲဆက်နေရောခါကြတချို့တော့ကွေးမယ်ဆက်မယ်မမယ်ဆိုရင်ဒီရဲ့ muscle တွေကကျုံနိုင်ဆက်နိုင်မှရမှာဟုတ်တယ်နော် muscle ရတာမကျုံနိုင်မဆက်နိုင်ဘူးအသေးကြီးဆိုရင်ဒီချေတော့လုံနိုင်ပါမလား မလုံးနိုင်ပါဘူး Okay မလုံနိုင်ဘူးအဲ့တော့ခါကြတော့ဒီရဲ့ muscles ရဲ့တောင်းဝင်ကပါလဲဆိုတော့ expand and contract ကွေးဖို့အတွက်ဒီရဲ့ muscle တွေကဆက်နာတွေကျုံနာတွေလောက်တာအဲ့တော့ဒီရဲ့ဟာလေးကိုပြောတာဒီရဲ့ bicep muscle ဒီလက်မောင်း muscle လေးကိုပေါ့နော်အဲ့တော့လက်မောင်းကွေးမယ်လို့ပြောလိုက်တာတထောင်စစ်လေးကိုကွေးမယ်လို့ပြောလိုက်တာအဲ့တော့ when you flex your biceps တဲ့အဲ့တော့ဒီရဲ့တထောင်စစ်လေးကိုကွေးလိုက်မယ်ဆိုရင်ねဒီရဲ့ muscles တွေက contract ကျုံသွားမယ်အဲ့တော့ကျုံသွားပြီးတော့ခါကြကွေးလို့ရအောင်လို့ဒီအယိုးကြီးကိုပါလာအောင်လို့တန်ကလည်းလိုအပ်တယ်ဟုတ်တယ်နော်အယွတ်ဟုတ်လား တန်ဟုတ်လား ဟိုင်းလေအယူဟုတ်ပါတယ်ရှင် အဲ့တော့ဒီကောင်ကလည်းလိုအပ်တယ်ဒီကောင်ကဆွဲပေးမှာလေဟုတ်တယ်မလားဒီချေတို့ဟိုဟာလေးတွေ ligament တွေတန်တွေတင်ခဲ့တယ်မလား တင်ခဲ့ပါတယ် တင်ခဲ့ပြီမဲ့ချားသွားတော့မိသွားပြီအဲ့တော့ဒီရဲ့ lower arm bones တဲ့အဲ့တော့ဒီရဲ့ဒီလက်ရဲ့အောက်ပိုင်းကဟာနဲ့အယိုးနှစ်ခုပဲကောင်က attach လုပ်ထားမှာလဲဆိုတော့တန်အယွတ်လေးက attach လုပ်ပြီးတော့အကောင်လေးကဆွဲပြီးမှာဆွဲပြီးတဲ့အတွက်ကြောင့်မို့ဒီရဲ့ဟာလေးကတထောင်စစ်လေးကကွေးလို့ရတာတဲ့အဲ့လိုကွေးမယ်ဆက်မယ်ဆိုတာကိုကခိုင်းလို့လုပ်လိုက်တာဟုတ်တယ်နော်ကိုကမခိုင်းဘူးဆိုရင်သူတို့ကမလုပ်ဘူးအဲ့တော့ကိုကထိန်းချုပ်လို့ရတယ်ဟုတ်တယ်နော်ဒီရဲ့ကြွက်သားတွေကိုဟုတ်ရပါတယ်ရှင် Okay အဲ့လိုထိန်းချုပ်လို့ရတဲ့ကြွက်သားတွေကိုဘာလို့ခေါ်ရလဲဆိုတော့ voluntary muscles လို့ခေါ်တာ voluntary အဲ့တော့ voluntary muscle ဆိုတာကိုကထိန်းချုပ်လို့ရတဲ့ကြွက်သားတွေအဲ့တော့ကိုကထိန်းချုပ်လို့ရတဲ့ကြွက်သားတွေဆိုတော့သူကဘယ်မှာပါလဲဆိုတော့ခါကြတော့ဒီရဲ့ skeletal muscles တွေဖြစ်မှာသူကအယိုးတွေမှာတွဲဆက်နေတဲ့ကြွက်သားတွေเนาะခြေထောက်တွေလက်တွေမှာအဲ့တော့လမ်းလျှောက်တာပြေးတာကိုယ်စိတ်နဲ့ကိုထိန်းချုပ်လို့ရတာအဲ့တော့အဲ့ဒါ voluntary muscle အဲ့တော့တချို့တို့ဒီရဲ့နှလုံးကကြွက်သားတွေအဆုတ်ကကြွက်သားတွေအစာအိမ်ကကြွက်သားတွေကိုထိန်းချုပ်လို့ရလား မရပါ Okay မရဘူးအဲ့တော့မရတဲ့ဟာကိုကြာဘာလို့ခေါ်လဲဆိုတော့ခါကြတော့ involuntary muscles လို့ခေါ်မယ်ဒီမဲ့ involuntary ဆိုတာထိန်းချုပ်လို့မရဘူး just control တယ်သူတို့ကဒီထိန်းချုပ်စရာမလိုသူတို့ဖတ်တာသူတို့အလုပ်လုပ်နေရအဲ့တော့တချို့ခန္ဓာကိုယ်ကအုံနောက်ကကြတော့ automatically control these muscle movement နဲ့အဲ့တော့ဒီရဲ့ muscle လေးတွေရွေ့လျားနေတဲ့ဟာကိုဒီ involuntary muscle တွေရွေ့လျားအလုပ်လုပ်နေတဲ့ movement တွေကိုဘယ်သူကထိန်းချုပ်တာလဲဆိုတော့ခါကြတော့အုံနောက်ကအလုပ်လုပ်ဖို့တတိပေးနေရပါတော့ automatically လုပ်ပေးရတချို့က
စိတ်နဲ့ထိန်းချုပ်တာမဟုတ်ဘူးအုံနောက်ကသူ့လုပ်ကိုသူလုပ်ပြီးတော့မှသူကထိန်းချုပ်နေတာအဲကြောင့်မို့ဒီရဲ့ဟာလေးတွေကလည်းအရေးပါတယ်တဲ့ဘာအတွက်လဲ body function နဲ့ဒီကောင်လေးက function အလုပ်လုပ်နေမှာဒီချေတော့ attention နိုင်မှာဟုတ်တယ်မလားအဲ့တော့အစာစားလိုက်တယ်အစာစားလိုက်ပြီးတော့ဝါပြီးတော့မှမျိုးချလိုက်တဲ့ချိန်မှာအစာတွေကအစာအိမ်ထဲရောက်သွားတယ်ဟုတ်လား ဟုတ်ပါတယ်ရှင် Okay အစာအိမ်ထဲကနေဦးလန်းချောင်းနေတဲ့ကိုရောက်သွားတယ်အဲ့တော့အစာအိမ်ထဲကနေဦးလန်းချောင်းကိုဘယ်လိုရွေ့သွားလဲ အစာချပြီးတော့မှရွှေ့မှာ အစာတွေချိန်ပြီးတော့မှရွေးအောင်ဘယ်သူကလှုပ်လိုက်တာလဲဆိုတော့ဒီရဲ့ cells လေးတွေကလှုပ်လိုက်တာဒီရဲ့ muscle cell လေးတွေက muscle cell လေးတွေကလှုပ်လိုက်လို့သူတို့ကရွေ့သွားတာအဲအကြောင်းမို့ muscle cell ရဲ့ special talent ကဘာလဲဆိုတော့သူက movement အတွက်လို့ပြောခဲ့တာလေ contract လုပ်နိုင်တယ်လို့ပြောခဲ့တာအဲ့တော့ cell လေးတွေလှုပ်ရင်းနဲ့ဒီချေတို့စားထားတဲ့အစာတွေကသူသွားရမယ်ဥလူလန်းချောင်းကိုရောက်မယ်အဲ့တော့စုပ်တင်တဲ့ဟာတွေစုပ်မယ်မလိုအပ်တဲ့ဟာတွေကိုစွန့်ထုတ်ဖို့အတွက်အဲ့ဒီတောင်းတန်ဆင်းသွားမယ်အဲ့လိုအစာတွေရွေ့သွားရတဲ့အကြောင်းရင်းက cells လေးတွေရဲ့ movement ကြောင့်မို့အဲ့တော့ဒီရဲ့ involuntary muscle ကနှစ်ခုရှိရဲ့ smooth muscle နဲ့ cardiac muscle အဲ့တော့ smooth muscle ကဘာလို့မှလဲ expand and contract အတွက်ကျုံလိုက်လှုပ်လိုက်ဖြန့်လိုက်လှုပ်တဲ့အတွက်ကြောင့်မို့အစာတွေကရွေ့သွားမယ်ဘယ်ကနေလဲဆိုတော့ stomach ကနေ intestine ကိုရွေ့သွားမယ်အဲ့တော့ cardiac muscles တွေကလည်းအတိုင်းပဲဒီချဲတို့နှလုံးကခုန်တာဒုတ်နဲ့ခုန်နေရမလားအဲ့တော့ခုန်နေတာကလည်းအဲ့ဒီ cell လေးတွေအလုံးလုံးနေတာအဲ့တော့အဲ့ဒီ cell လေးတွေ cardiac muscle မှာရှိတဲ့ cells လေးတွေက contract and expand နဲ့အဲ့လိုအလုံးလုံးနေတဲ့အတွက်ကြောင့်မို့သူတို့ကရွေ့နေတာကဲရလေးရှိမယ်ကဲအဲ့ဒါဆိုဒါလေးဖြည့်ကြည့်ရအောင်အဲ့မဲ့ဒီ skill တွေ